1392ခုဆိုတော့မြတ်ကျုပ်တကူဘာလို့1392ဆိုတော့မြတ်ကျုပ်တကူဘာလို့ငယ်တယ် မင်းလား 39ခုဆိုတော့မြတ်ကျုပ်တကူ39နှစ်ငယ်တယ်မြတ်ကျုပ်တက်ငယ်တာပဲကျုပ်ကမှတက်ကြီးသေးတယ် ဘယ်လိုပြောမှာ ဟမ် ဘယ်လိုပြောမှာ 1292ပါသူကမြတ်1392 1200လားတူပြန်ပြီးပြတ်ပါလေ 60မြတ်ကျုပ်တကူ65နှစ်လောက်ငယ်တယ်ပြီလား ဟုတ်ပါတယ်တဲ့ ကျုပ်65နှစ်ငယ်သေးတယ်မြတ်ငယ်ရှိသေးတယ်ပြီလား ကိုဘယ်နှခုမှတော့ကိုလာဒီခုဘယ်နှခုတော့မှသူလည်းမသိဘူးလေကိုမမမီဘူး ဘယ်လိုတော့ ကိုလာ ဟုတ်လား အောင်တော့မနှခုတော့ ကောင်းတာပေါ့မသိတယ်လူနဲ့မတတ်တဲ့လူနဲ့ Ừ. ကိုလုံးမိကုန် ကြောက်ရင်နော်ကိုလာမှုအမှန်မနေမသိဘူးလေပဲ ဘယ်ဟောမှကြောက်လို့မသိဘူးပြောတာနေမှာပေါ့မြတ်ပြည်ဟောနေမှာကြောက်လို့မသိဘူးပြောတာ ဟောဘူးသူကဖုန်းကြည့်နေတာကိုကခဏဖုန်းဂိမ်း3000ဆို4000ဆိုရတယ် ဟိုး ဂိမ်းနဲ့ကိုင်းလေးပြောတာပဲဂိမ်းပေါက်တယ် ဂိမ်းပေါက်တယ် ဂိမ်းက ကောင်းတာပေါ့ဗျာ ကိုလာ ဟောမိုက်လေမိုက်